ပြည်နယ်အသီးသီးမှာရှိကြတဲ့မဘာသာဆရာတော်များဥစွာပနာမကာရဝပြုပါတယ်ဗျာဒီတော့နောက်တော်များနဲ့မြို့ချစ်ဒီကိုမောင်တော်မအားလုံးပန်ကြပါရစေဒီကနေ့2019ခုနှစ်ဇူလိုင်လ15ရက်နေ့မေဝါဒသာသနာဆော့ရှော့ရေးမဘာသာအဖွဲ့ကြီးရဲ့စွန့်ရည်တတိကိုပြောင်မြောက်စွာပြသရမယ်နေသူနေရကြီးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်နိုင်ငံတော်အစိုးရကမဟာနာဆရာတော်ကြီးကိုအကြောင်းပြုပြီးတော့မဘာသာအဖွဲ့အစည်းတွေကိုဖြိုခွင်းပြီးတော့မဘာသာဆိုင်းဖို့တော့တက်ခွင့်မရအောင်ဆိုင်းဖို့တွေကိုဖြုတ်သိမ်းဖို့သတ်မှတ်ထားတဲ့ရက်ကာလဒီကနေ့ပြည့်သွားလို့ပါပဲ။ဥပဇင်းတို့အနေနဲ့တိခဏနိုင်တဲ့အတိုင်းတာကျော်လွန်သွားပြီလို့သတ်မှတ်ထားပါတယ်ပထမချိန်မဘာသာမလိုအပ်ဘူးဆိုပြီးရန်ကုန်ဝန်ကြီးချုပ်စော်ကားမော်ကပြောခဲ့တုန်းကတုံ့ပြန်ဖို့စီစဉ်ခဲ့တော့လည်းပဲမဘာသာပဲတတုကျသွားနိုင်တယ်ဆိုပြီးတိခဏခဲ့ပါတယ်ဒုတိယအကြိမ်တရားဝဲပိတ်တဲ့အခါမှာလဲ48ပါးမစုံညီပဲစုံညီဆိုပြီးတော့တကဘာလုံးကိုမုတာဝါဒသုံးပြီးကြေညာချက်ထုတ်ခဲ့တယ်အဲ့ဒီတော့ကလည်းလုံးဝမတုံ့ပြန်ခဲ့ပါဘူးဒီကနေ့တော့မဘာသာအဖွဲ့အစည်းကိုဖြိုခွင်းရုံနဲ့မကပဲနဲ့ဆိုင်းဘုတ်တောင်ထောင်ဝင်မပေးတော့ဘူးလုံလုံကဲကဲကြီးစော်ကားမော်ကပြုတ်လာလို့ကျူဝင်ခုတ်ကျူငုတ်မကြံပုံစံမျိုးဖြတ်စည်းလာလို့ပြန်လဲပြီးတော့တိခဏနိုင်စွမ်းမရှိတဲ့အဆင့်ကိုရောက်တော့အပေါ်ရန်ကြည့်လိုက်ရင်တော့မဘာသာဆိုင်ဘုတ်ဟာတိတ်ကြီးမားလာတာမဟုတ်ပါဘူးဒါလေးကိုဒီကနေ့ဖြုတ်ပြီးအဖြုတ်ပြလိုက်နောက်ကနေ့ပြန်တက်လဲရတာပဲဆိုတဲ့ပုံစံမျိုးနဲ့ကြံပြူတဲ့ဆရာတော်ကြီးတွေလည်းရှိပါတယ်အဲ့ဒီလိုဟန်ပြကလေးတောင်မှမဖြုတ်နိုင်ပါဘူးဘာကြောင့်လဲဆိုရင်မဘာသာဆိုင်းဘုံနဲ့အတူမဘာသာဆရာတော်တန်ဃာတော်တွေမြို့ချစ်ညီကိုမောင်နှတွေရဲ့တိတ်ခါတွေအမာရီတွေဩဇာတွေအရှိန်ဝါတွေဒါတွေအားလုံးပါသွားမှာဖြစ်လို့ပါပဲဒါကြောင့်အရင်တုန်းကတိခါနိုင်ခဲ့တော့လဲဒီတစ်ခါတော့တိခံဖို့မသိတော့ဘူးလို့ဆုံးဖြတ်ထားပြီမဘာသာဆိုင်ဖို့များအတတ်နဲ့လဲပြီးတော့ကောက်ွယ်သွားမှာပါမဘာသာဆိုင်ဖို့ကြီးပြိုလဲသွားရင်ဘာသာသာသနာလဲပြောက်ွယ်သွားမှာမဘာသာအဖွဲ့အစည်းဖြိုခွင်းခံလိုက်ရရင်တမျိုးသားလုံးလည်းအန္တရာယ်ကြောက်ရောက်လာနိုင်ပါလေဘဝသာဆိုတာထေရဝါဒသာသနာတော်ရဲ့ခန္ဓာကြီးတစ်ခုပါဒီခန္ဓာကြီးအဖြိုခွင်းလည်းမခံနိုင်ပါဘူးအဖြတ်စီးလည်းမခံနိုင်ပါဘူးအကြဆုံးလည်းမခံနိုင်ပါဘူးဒါကြောင့်ကိုယ်စမ်းဉာဏ်စွမ်းရှိသမျှနဲ့ထိန်သိမ်းကောက်ွယ်ဆော့ရှော့ပါလိမ့်မယ်အလဒီဆိုရကိုပြောချင်ပါတယ်မလုံးနေပေးပြီးပြည်သူစန္ဒတွေကိုရိုက်ခဲ့တယ်ပြည်သူတွေရဲ့မဲဆန္ဒတွေကိုမလုံးနေနဲ့မြှုပ်ဆွဲခဲ့
ဒီကနေ့ဒီအန်လရီဆိုရဘာမှမဆွမ်းဆောင်နိုင်ဘူးကုန်စည်နှုန်းတွေအရင်အစိုးရထက်ပိုကြီးမားစီးပွားရေးအရင်အစိုးရအောက်အများကြီးထိုးကျသွားငင်းချမ်းရေးနိုဘယ်ဆုရှင်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းငင်းချမ်းရေးဆိုတဲ့စကားတစ်ခုရဲ့အတိမ်အနက်နဲ့အဓိပ္ပာယ်အခုမှနားလေသဘောပေါက်တဲ့အဆင့်မှာပဲရှိသေးဒါကြောင့်ငင်းချမ်းရေးဆိုတာစိတ်ကူးရင်တလောက်မလွယ်ကူဘူးဆိုတာသူဒီကနေ့သိသွားတဲ့နောက်ပိုင်းမှာပြည်သူလူထုကိုရိုးသားသားတင်ပြပြီးတော့ပွင့်လင်းလင်းပဲဝန်ခံလိုက်ပါအဲဒီဆိုရဆက်လက်အုပ်ချုပ်နေသမျှကာလပတ်လုံးတိုင်းပြည်ဟာမြေကြီးအောင်ကျွန်းနေပြီးအဝီစီထိုးကျသွားနိုင်ပါတယ်အရင်ပြည်သူတွေဆင်းရဲခဲ့တယ်ဆိုတာသိမသိတာပါဘာကြောင့်လဲဆင်းရဲတရှိခဲ့လို့ကုန်စည်နှုန်းကြီးတာတွေဆင်းရဲမှသိမသိရပါစီဝါရေးကြတာတွေဆင်းရဲမှသိမသိရပါသို့တော့ပြီးခဲ့တဲ့အစိုးရလက်ထက်ပွင့်လင်းမြင်သာမှုတွေရှိလားစီဝါရေးတွေတိုးတက်လားကုန်စည်နှုန်းတွေကျလားကုန်ပစ္စည်းတွေပေါ်များလားဒီအခွင့်အလမ်းနဲ့ဒီအကျိုးကျေးဇူးကိုခံစားခဲ့ရပြီးမှဒီကနေ့ NLD အစိုးရလက်ထက်ရောက်တဲ့အခါအဲ့ဒီအခွင့်အရေးတွေအကုန်လုံးဆုံးရှုံးသွားပါတယ်ချမ်းသာပြီးမှဆင်းရဲတာပိုပြီးဆင်းရဲပါတယ်အဲ့ဒီဆင်းရဲမှုဒဏ်ကိုဒီကနေ့ပြည်သူတွေခံနေရပါပြီNLD ဆိုရမနိုင်မနှင်းနဲ့ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်ပြည်သူလူတွေဟာဒီထက်ပိုပြီးဆင်းရဲတွင်နှပ်ပါလိမ့်မယ်ဒါကြောင့်ပွင့်လင်းလင်းကိုအသုံးမကျရင်မကျဘူးမစွမ်းနိုင်ရင်မစွမ်းနိုင်ဘူးတိုးတက်အောင်လုပ်မပေးနိုင်ရင်လုပ်မပေးနိုင်ဘူးကုန်စည်နှုန်းမထိန်းနိုင်ရင်မထိန်းနိုင်ဘူးပွင့်လင်းလင်းဝန်ခံပြီးတော့ဟိုးဝန်ကြီးချုပ်ဟောဦးနုလက်ထက်တုန်းကလို့ယူသားသားပဲစွမ်းနိုင်တဲ့သူတွေစွမ်းနိုင်တယ်လို့ထင်ရတဲ့သူတွေစွမ်းနိုင်တယ်လို့ယုံကြည်ရတဲ့သူတွေကိုလွှဲပြောင်းပေးလိုက်ပါအဲ့ဒီလိုသူတစ်ပါးလက်ကိုလွှဲပြောင်းခြင်းမှာလျက်နဲ့ကိုအသုံးမကျတာစွမ်းရည်မရှိတာညံဖြင်းတာကိုဖုံးကွယ်ခြင်းတဲ့အနေနဲ့မဘာသာဆိုင်ဘုတ်တွေကိုဖြိုချမဘာသာအဖွဲ့အစည်းကိုဖျက်ဆီးတဏှာကလုံးမှာရှိတဲ့တန်ဃာတွေနဲ့ပြည်သူတွေစိတ်မထိန်နိုင်အောင်လုပ်စူပူအောင်ကြတဲ့အခါကျမှအာနာပြန်သိဒီတစ်ခါအာနာသိအဓိကလက်တယ်မဘာသာပဲဆိုပြီးတော့မဘာသာကိုလက်ညှိုးထိုးဖို့ရည်ရွယ်ချက်ရှိတဲ့မဘာသာအဖွဲ့ကြီးကိုနှိမ်နှင်းတာမျိုးတော့လုံးဝမလုပ်သင့်ပါဘူးမဘာသာအဖွဲ့အစည်းကြီးရှိနေလို့တမျိုးသားလုံးအကာအကွယ်ရနေတာပါဘာသာသာသနာအဖြတ်စီးမခံရတာပါမဘာသာအဖွဲ့အစည်းကြီးနဲ့ NLD အစိုးရလဲလို့မရဘူး NLD အစိုးရ
နှုတ်ထွက်သွားရင်နှုတ်ထွက်သွားပါမဘာသာကိုတော့လာပြီးရမရှာပါနဲ့မဘာသာဟာအန်လဒီအစိုးရရဲ့အတိုက်ခံမဟုတ်ပါဘူးမဘာသာတစ်မျိုးသားလုံးအစိုးရကြီးမတက်နိုင်တဲ့အခန်းကဏ္ဍကနေကာကွယ်ဆောက်ရှောက်နေတဲ့အဖွဲ့အစည်းပါမဘာသာဟာအစိုးရလုံးဝမကျွမ်းကျင်တဲ့ဘာသာသာသနာကိုကာကွယ်ဆောက်ရှောက်နေတဲ့အဖွဲ့အစည်းပါမဘာသာကိုအပြစ်ပုံချပြီးတရားခံလုပ်ဖို့တော့စိတ်ကူးပါနဲ့ကိုတတ္တိရှိတယ်ထင်ရင်ကိုတတ္တိရှိတယ်လို့ယူဆထားရဲ့ပွန့်ပွန့်လင်းလင်းပြောပြီးရိုးရိုးသားသားအာဏာလွှဲပေးလိုက်ပါမဘာသာကတော့ဒီထက်ပိုပြီးတီးမခံနိုင်တော့ဘူးဝိရတုမစိုးရဲ့